မင်္ဂလာပါရှေးဥစွာဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖျားခင်ရဲ့ကျေးဇူးတော်ကြောင့်လွတ်လပ်သောတိုင်းခရစ်ယာန်သာသနာအသင်းတော်အတူကောင်းအဖြစ်ဆိုရင် ICM သာသနာတနိုင်းမြို့ထဲမှာကျွန်တော်တင်းကျွတ်3ရက်တာကလေးတင်တန်းကိုကျွန်တော်တို့ကောင်းမှုစွာနဲ့လှုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်နိုင်ဖို့ရအတွက်ကျွန်တော်ကိုအမြဲတမ်းကူညီမဆတဲ့ဖျားရဲ့ကျေးဇူးတော်ကိုပထမဦးစွာချီးမွမ်းခြင်းတလို့ကျွန်တော်တို့ကအဖက်ဖက်မှပါဝင်ကြတဲ့ယုံကြည်သူတွေချက်ပြုတ်ကျွေးမွေးကြတဲ့ကော်မတီတွေမိခင်တွေနောက်ပြီးတော့ကျွန်တော်တို့ကိုဆက်ကပ်ပေးတဲ့အမှုတော်ဆောင်တွေနောက်ပြီးတော့ဒီမှာနှုတ်ကပတ်တော်လက်ခံယူတဲ့တာမိမိတွေရဲ့အပေါ်မှာလည်းဖျားရှင်ကောင်းချီးပေးပါစေအလိုရှိအရောက်စီတဲ့အပေါ်မှာလည်းဖျားရှင်ကောင်းချီးပေးပါစေလို့ဒီကနေပြီးတော့ကျွန်တော်အနေအားဖြင့်ကျေးဇူးတင်စကားပြောရင်ဆုတောင်းမေတ္တာပို့ပါတယ်နောက်ပြီးတော့ကျွန်တော်လာမဲ့နှစ်မှာလည်းကျွန်တော်ဆက်လက်ပြီးတော့လှုပ်ဆောင်ဖို့ရအတွက်အစီအစဉ်တွေရှိတယ်နောက်နှစ်တာမကပဲねကျွန်တော်ဒီဇင်ဘာအကြောင်းပိတ်ရက်မှာလည်းကျွန်တော်ပြန်လည်ပြီးတော့လှုပ်ဆောင်နိုင်ဖို့ရအတွက်လည်းကျွန်တော်ဆုတောင်းထားပါတယ်ဘုရားရဲ့ပြင်ဆင်ပေးမှုရှိရင်ဘုရားခင်တကယ်စိတ်တော်နဲ့ထိတွေ့တဲ့စိတ်တော်နဲ့တွေ့တဲ့တင်တန်းဆိုရင်အလုပ်ဆိုရင်ဘုရားကကျွန်တော်ကိုပြန်လည်ပြီးတော့မဆမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေရာလေးကတော့ကျွန်တော်ရဲ့ ICM သာသနာရဲ့ခြံဝင်းမျိုးဖြစ်ပါတယ်ကျွန်တော်အစပြုခဲ့တာမကြသေးပါဘူးဒါပေမဲ့ဘုရားရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ဒီလိုရက်တည်နေနိုင်တာဖြစ်တယ်လို့ဘုရားရဲ့မဆခြင်းအဖြစ်ပဲကျွန်တော်ဒီလိုလှုပ်ဆောင်နိုင်တာဖြစ်တယ်ဒီနေ့ကတော့ကျွန်တော်နောက်ဆုံးနေ့ပဲဖြစ်ပါတယ်နောက်နေ့မှာလည်းကျွန်တော်ကလေးသူငယ်အားလုံးကိုပြန်လည်ပြီးတော့ဒီကနေကြိုဆိုလဲရှိပါတယ်ကျွန်တော်ပြန်ဆောင်ရအောင်ကျွန်တော်ပြန်လည်ပြီးတော့တင်ကြားခံယူနိုင်ပါတယ်ဆိုတော့သတင်းကောင်းကိုလည်းပြောကြရင်ကျွန်တော်ရဲ့ကျေးဇူးတင်စကားကိုဒီနေရာမှာပဲအဆုံးသတ်ပါတယ်ကျေးဇူးတင်ပါတယ်